ဒီဒီကနေပြီးတော့ဒီ process ပုံမှုတွေကဘာလို့လဲဆိုတော့ကျွန်တော်စကြည့်ရအောင်အဲ့ဒါကိုမမိတာလို့ပြောတာဟုတ်မှကျွန်တော်ကအပြင်ကနေခြေကို copy ကိုတော့ပို့လိုက်တယ်ပို့လာတဲ့ copy ဒီ process ပုံမှုမှာဒေတာသိတော့တာလေကျွန်တော်ကအမှတ်ပေးရတယ်အတိအတိုင်းကိုကျွန်တော်လုပ်ချင်တဲ့လို့မရအောင်လုပ်ချင်တဲ့လို့တုတ်တန်မှုလည်းရှိပါတော့မတန်မှုပြီးရတန်မှုရနိုင်တဲ့ဟာကျွန်တော်တန်မှုနေတဲ့ဟာတော့လုပ်ကျွန်တော်တို့ကရတဲ့ဟာမရဘူးပေါ့ပြောရဘူးအဲ့တော့ကျွန်တော်ကဒီလိုမျိုးဖတ်ပြီးတော့ဆက်ပြီးဒီဟာဘာလို့ဒီမှာစာတော့ဒီတော့ဒီမှာဒီဒါဆိုပြီးတော့ဒါ CV ဝါဆိုတော့ဆန်းလို့ပြောတာဒါတော့ drawing ရဲ့အဲ့တော့ဒီလုံးတိုင်းကို6တန်းလိုက်ဒီကောင်ကတက်လာဒီလုံးကိုကျွန်တော်ကဟောလိုက်တယ်ဖတ်သွားကျွန်တော်တို့စာကြည့်လို့ဒီတော့ဒီလိုနံပါတ်ကိုဒီမှာထားလိုက်စီမှာနံပါတ်ကြီးဖတ်လေးကတ်ဟုတ်တယ်တားလေးကတ်အဲ့ဒါကိုကျွန်တော်တို့ဒီအတိုင်းအဲ့ဒီပုံမဲခွာလိုက်ဘာမှမလုပ်ဘူးကျွန်တော်ဒီလမ်းစီကိုထိုင်တဲ့အဲ့လိုကိုစီးပွားဟိုင်း process ဆိုတော့အားလည်းပဲဒီလိုဟောဒီစိတ်တွေဒီလိုကြောင့်ဒီလိုကျွန်တော်တို့အားလုံးကိုအားလုံးကို